ခိုင်းပစ္စည်းတွေလာရအောင်အုံကြီးပစ္စည်းတွေလာရအောင်ယူဖို့ညီမလေးဒီတစ်ခါလက်ယူတာအော်ဘယ်လာဆောင်လာလဲတစ်ခါလေးပါဟုတ်တယ်အဲ့မှာချိထားတယ်မှာတော့မရှိဘူး3သိန်းနဲ့တော့သမီးတို့ကတော့မရောက်လာဘူး3သိန်းနဲ့တန်းတယ်သမီးကဟာတော့ဖောက်ဆက်မလို့လေဟောတာသမီးရဲ့ဖုန်းဆက်လိုက်ခဏလေးရောက်လာတယ်ခဏလေးတော့ရောက်လာတယ်တာသမီးအိမ်မောင်းကျင်အဲ့ဒါတော့ပေးပါအိမ်မဲဟာ3သိန်းလိုက်လိုက်3သိန်းဘွားလေ1000နဲ့လေးထွက်လာတယ်ဆိုသမီးဘယ်လိုယူလဲ3သိန်းဟုတ်လားတန်နေတဲ့ရောင်းရမလားဟဲ့ငါရင်ရောက်တဲ့ပစ္စည်းငါပစ္စည်းပေါ့ငါချန်စီရတဲ့ရောက်နေပြီဟုတ်တယ်မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube reaction channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမှာလေးကတော့ပရိသတ်တွေစိတ်ဝင်စားမှုများနေတဲ့ဗီဒီယိုလေးတစ်ပုဒ်နဲ့ mix ဆက်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူဘလို့စိတ်ဝင်စားဟုတ်ကဲ့မလာတော့သမီးလေးပြောပြရလို့ရှိရင်ဒီလေးပြန်ကြောင်းခြင်းဟုတ်ပါဟုတ်ဒီလေဒီကသမီးနောက်ခိုင်းနေတယ်ငါဘယ်လိုရမလဲသမီးလားဟုတ်ဒီမရှိဘူးမလားပြက်ပြက်နေဒီပြက်နေတာဆိုတော့ပဲသမီးလည်းလေအသုံးလေးမကြတာပေါ့နာကိုလေးရှော့ပေးမယ်လေတသိန်းခွဲလောက်အိမ်တော့ဝင်မအောင်လားရှော့ပေးမယ်လေအိမ်ထဲကိုမဝင်တော့ဘူးဘာနဲ့လားကားနဲ့လာတာဩကားလမ်းထိပ်မှာထားခဲ့ရတယ်ဩဒီထက်ကိုစေးမလာတော့လားအဲ့ဒါလေဘာရောင်းနေတာသမီးတို့တန်ရင်ချင်းတိုင်တယ်ရောင်းသူတို့တွေကလည်းမဝယ်ဘူးတဲ့သူတို့တွေကဖုန်းနယ်ပဲကြည်တာတဲ့ဆိုတော့ဒီအိမ်လေးကိုတော့တွားမေးကြည့်တယ်သူတို့အိမ်မှာ TV ကြည့်သလားမသိဘူးတဲ့ဆိုတော့ဟုတ်မလားဘာရည်နေတာယူမလားယူမလားမယူလားယူမယ်လေယူမလေတဲ့ရှိတယ်တဲ့တကယ်နော်အိမ်ထဲမှာပြပါကြီးချင်းအိမ်ထဲတော့မဝင်တော့ဘူးလေသမီးတို့ရောင်းပြီးအိမ်မှာကိစ္စလေးရှိတာဆိုတော့လေအဲ့ဒါအသုံးလို့လာရောင်းလာဆိုတော့ပြန်มาဆိုတော့လေ3သိန်းကိုဖွားတော့ဘယ်လောက်ပေးမလဲသမီးကိုလေ3သိန်းတန်တော့3သိန်းပေးရမှာပေါ့ကြည့်ကြည့်ပေါ့နော်ပစ္စည်းတန်ဖို့တော့ကြည့်ကြည့်ပြီးတော့ပစ္စည်းကောင်းလားမကောင်းလားလဲကြည့်ကြည့်ပါသမီးတို့ကတော့အကောင်းပြီပဲဆောင်နားမလဲဘူးနားမလဲဆိုတော့မိုင်းနားလဲမှာပါမိုင်းလည်းနားမလဲဘူးအဲ့ဒါဆိုတော့လေတောင်းနားမလဲယောက်ျားသားမရှိဘူးလားယောက်ျားသားရှင်တော့အဆင်ပြေတယ်လေသူတို့ကစက်ပစ္စည်းကိုနားလဲတယ်သမီးတို့ကလည်းမကောင်းတာယူမရောင်းပါဘူးပြေးပါတော့ပါငါလောက်ဝင်ပါဘူးမပေါ့တော့ဘူးလေဒါမျိုးဝင်ဝင်ပေးတာနဲ့တင်သမီးတို့တွေကကျေးဇူးတွေတင်းနေပြီအချို့အိမ်တွေဆိုရင်လေသမီးတို့ကိုလေမလာနဲ့ဘာတွေမှမသိဘူးလို့ပြောတာအကြောင်းမလို့နော်ချက်ချလေးပဲဖဖတောင်းရမောင်စားအောင်လေလာလေဝင်မောင်စားတော့ဦးဖဖရဲ့ပြီးကကြမှာစားဘူးမောင်တပြားတွေတော့အေးနေတာစောင်းနေဆိုတော့နော်အဖအခုမနေ့ကလေတိုက်လို့အေးနေမှာဒီတိုင်းတော့အသားဘယ်လောက်ရှိပြီလဲ64နှစ်64နှစ်ကိုနော်အသားဖြူဖြူလေးချက်ချောလေးအပြိုတော့ကသူဖောက်ချုပ်နေနော်အဲ့ဒါဆိုရင်တော့လေဘာဖြစ်လို့တမီးမေးဘာမဖြစ်ပါဘူးချောလို့လားအဲ့ဒါဆိုရင်တမီးသွားယူလိုက်မယ်လို့ဖွာနော်ကျေးဇူးဟုတ်ဖွာဒီမှာလည်းထားပါလိုက်နော်ဖွာဒါလေးယူလိုက်ပါလားခဲတံချုံထားလေးဖြစ်တယ်လေဖောက်ကြည့်ရအောင်ရတယ်ကွာအားလည်းဖွာဖောက်စစ်ကြည့်လိုက်နော်အားမယူလေငါကြောင်းသားလေးဖွာလေရှိတဲ့ဟာနဲ့မာရဲ့ရှိတဲ့ဓာတ်နဲ့ဝဲမှာရောက်သားတယ်တန်းသားလေးနဲ့ရတယ်ဒီသားလေးနဲ့မဖောက်သေးလိုက်ရဲ့ရတယ်ရှိပြီးတော့အိမ်မှာဒါပါရဲ့မာရဲ့မဲခိုင်းပစ္စည်းတွေလာရအောင်အုံကြီးပစ္စည်းတွေလာရအောင်ယူဖို့ညီမလေးဒီတစ်ခါလက်ယူတာဘယ်လာဆောင်လာလဲတစ်ခါလေးပါဒါပါရဲ့အဲ့မှာချိထားတယ်မှာတော့မရှိဘူး3သိန်းနဲ့တော့သမီးတို့ကတော့မရောက်လာ3သိန်းနဲ့တန်းတယ်သမီးကဟာတော့ဖောက်ဆက်မလို့လေဟောတာသမီးရဲ့ဖုန်းဆက်လိုက်ခဏလေးရောက်လာတယ်ခဏလေးတော့ရောက်လာတယ်တာသမီးအိမ်မောင်းကျင်ကြည့်နော်ဖွာဒီကခုမှဝယ်တာလေဒီမှာ TV ပါဝယ်တယ်အိုးဝယ်တယ်ငါမောင်းမယ်ဒီမှာဒီဟာနော်ခေါ်နေတယ်ဒီမှာခေါ်ဒီကခေါ်ဒီကမရှိဘူးနဲ့ပတ်သက်ကြချီရငါမှာတော့မကြည့်လဲလို့ခေါ်ဖွာကြည့်ကြည့်အောင်ဖွာကြည့်ကြည့်အောင်လက်မှုကြည့်တာနင်းနားလဲတယ်ပါရုပ်တဲ့ဘိုးရုပ်ဖွ
ဖွာကြည့်ကြအောင်ကြိုက်လားဖွာညာပြီးတော့ ကြိုက်တာမဟုတ်ဘူးရလာမဟုတ်ဘူးပြဟို 3သိန်းနဲ့ဆိုတော့ဖွာရဲ့3သိန်းတိုင်နဲ့သမီးကို3သိန်းပေးပေါ့2သိန်းတိုင်နဲ့2သိန်းပေးလားနော်ကြိုက်လားဖွာဒီနောက်ကလေးကြည့်ကြည့်ပါအစ်စ်ဟုတ်လားမဟုတ်လားလေ ဟမ်ဘီမလာတော့ကိုမစမ်းရမုံမဲ ဟုတ်တယ်နော် လိုက်တော့ အမှန်တကယ်တွေပါဖွာရဲ့သမီးတို့တွေကမညာပါဘူးညောင်းပါလေအဲ့ဒါကိုအချို့အိမ်တွေကသမီးတို့လေနားတော့မလာခိုင်းဘူးညာလေးဖြစ်မှာဆိုလို့တဲ့ ညာပြန်ပြောပေါ့ ကြိုက်လားဖွာ ကြိုက်တယ်ကြိုက်တယ် ကြိုက်တယ်ကြိုက်တယ်ကြိုက်ချင်းပြီးတော့ဖွာရဲ့ ဘွားကြိုက် 3သိန်းပေးမှလားဖွာ တင်းမယ် ဟုတ်အဲ့ဒါဆိုပေးဖွာ တင်းမယ် ဟာဟာ လိုက်လိုက် 3သိန်းဖွာလေတထောင်နဲ့လေးထွက်လာတယ်ဆိုသမီးဘလို့ယူမလဲအရေးကြီးလို့ပါဖွာ3သိန်းပါလေ3သိန်းဟုတ်လားကန်နေတဲ့ အရောင်းရမလားဟဲ့ငါရင်ရောက်တဲ့ပစ္စည်းငါပစ္စည်းပေါ့အချန်စီရတဲ့ရောက်နေပြီ ဟုတ်တယ်နော်အဲ့ဒါဆိုရင်လည်းရမှုတော့ဘာလို့သမီးသွားယူပါဦးမယ်နော်နော်ဖွာ ဟမ် ရမှုတော့ဘာလို့သမီးသွားယူပါဦးမယ်နော် ဒီတော့ယူပစာမလို့ရ ရမှုပါလာပြီနော်ရမှုပါလာတယ်ရမှုဟွာဘိုင်းလည်းမသိဟွာမမေဘူးလေဟွာဟွာလေဟုတ်တယ်ပန်းမွေဘာလဲဒီတော့ဟွာကြည့်ပါဦးဟွာ ဖြစ်ပါပတ်သက် အဲ့ဒါမင်းတော့အတူလေတာဖြစ်နေလားမင်းအတူလေလားအဖြစ်တယ်လား ရောက်တာလည်းမသိပါဘူးဟုတ်တယ်ပတ်သက် ဘယ်တော့လဲဟွာလား ငါတော့ မကြည့်ပါနဲ့ဘယ်နဲ့တိတ်ရပြီလားဖွာ10သိန်းဖွာရဲ့ငါပို့ပေးခိုင်းတဲ့သူကသိလား ဆက်လေးပါဦး ငါပို့ပေးခိုင်းတဲ့သူသိလား သူကတော့ပြောတယ်လေ ဘသူ ဘယ်နဲ့ဘယ်နဲ့ပေးမလဲတော့မသိဘူးအားရသမီး ဘသူကပြောတာ အားရသမီးတွေ ဒါတွေသမီးတွေဖွာဒါလေးကန်ပေးအောင်နော်လက်ခံပေးအောင်ဖွာဒီအန်စီလေးကိုငါပို့ပေးခိုင်းတာဘသူလို့ချင်လဲ ဘယ်လိုလဲသမီး ဘသူလို့သမီးပြန်မေးနေဒီမေးမကြီးလေ နင်းယူလွင်လား အားသမီးပဲ2ယောက် အားသမီးကရန်ကုန်မှာနေရဟိုချိန်တူမှာတရ ဟုတ်လားပြီးတော့ တယောက်ကဟိုအားဖိတ်မှာတယောက်ကြီးဆုံး ရန်ကုန်မှာ ရန်ကုန်မှာသားနေရ သား2ယောက်အဲ့တော့မစားသေးဘူးလား အိမ်အောင်နေနဲ့ယူ အိမ်အောင်နေနေကြီးပဲအဖွားမွေးနေအတွက်တဲ့သမီးကိုလာပို့ပေးခိုင်းတာ TV ရဲ့ပန်းစည်းရဲ့ ဩ surprise ဖြစ်လာမလားပြောလား ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ဆိုရင်လေ တားကြီးလားတားလေးလား အကောင်လို့စုပါမောင်နှမလေးရ မမလေးကအဲ့ဒါဆိုရင်လေလာပို့ပေးခိုင်းနေ तू ကဘသူဖြစ်မလဲဆိုတာကိုသမီးအမှားသားလေးဖတ်ပြပေးမယ်ဖွားဖွားစိတ်ထဲမှာထင်းတဲ့သူပဲဖြစ်မလားအခြားလူတွေပဲဖြစ်မလားဆိုတာသမီးအမှားသားလေးဖတ်ပြပေးမယ်နော်အဲ့ဒါသမီးအမှားသားလေးဖတ်ပြမယ်နော်ရှင်ခုံပေးတော့ဖွားဖွားရေသားသမီးတွေမဟုတ်ဘဲနဲ့အခြားသူဆိုရင်ယူမှာလား တခြားသူကတော့မယူချင်ပါ ဘယ်လိုဖြစ်လို့လဲဟောပါ ဘူး ယူလိုက်ပါဖွားဖွားရေအမတ်တရားကိုပို့ပေးတာပဲလေနော်ဖွားဖွား အဲ့ဒါကြီးကြောက် ဟောအဲ့ဒါရကြောက်တယ်တဲ့ကဲလားဆိုသမီးအမှားသားလေးဖတ်ပြပေးတော့မယ်နော်တို့ကျွဲမေမေတဲ့ပထမဦးစွာဒီနေ့မှကြာရောက်တယ်တဲ့မမေရဲ့မွေးနေ့ကစလို့မမေကျမ်းမာအသက်ရှည်ပါစေတဲ့ဆူတောင်းပေးပါရစေမမေတဲ့အခက်အခဲတွေကြားကနေတဲ့လူလားမြောက်အောင်ကျွဲမွေးပြုစုစောင့်ရှောက်ပေးလာခဲ့လို့ထာဝရကျေးဇူးတင်တယ်မမေရဲ့တဲ့မမေမွေးနေ့မှာတာသမီဆုံးလင်းစွာအရင်လို့တဲ့မတက်နိုင်လို့အနုညွန့်တောင်းမှန်ပါတယ်နော်တဲ့မမေနေကောင်းရဲ့လားအဆင်ပြေရဲ့လားဆိုပြီး online ပေါ်ကနေပဲမေးရတာသားတို့သမီးတို့အဆင်ပြေမနေဘူးမမေရဲ့တဲ့ငယ်ဘဝကိုပြန်လို့ခြင်းပါတယ်နော်တဲ့မမေရဲ့မပြည့်စုံဘူးဆိုပေမဲ့မိသားစုတွေစုံလင်ခဲ့လို့မမေခုလိုချိန်မှာမမေကိုအနိကပြုစုခြင်းတွေနဲ့တဲ့ပြုစုဖို့ကံတရားထက်ဘဝအခြေအနေကမျက်နှာသာမပေးသေးဘူးမမေတဲ့တနေ့တနေ့အောင်မြင်မှုတွေနဲ့မမေရဲ့ရင်ဝင်တွေကိုတဲ့ခလေးလေးလိုပြန်လာပြီးမမေဆိုတဲ့ခေါ်တန်ကိုတဲ့တစ်ကဘာလုံးကြားအောင်ခေါ်ပြီးတဲ့ရင်ခွင်ထဲကိုခေါင်းလေးတိုးဝေပြီးတဲ့ကြစ်လက်စွာအကြာကြီးဖတ်ထားမယ်မမေရဲ့တဲ့မမေကိုအယံချစ်ပါတယ်တဲ့မမေဟာသားတို့သမီးတို့အတွက်တဲ့မာတာမိခင်ကောင်းတစ်ယောက်ပါတဲ့ဒီဘဝမှာသာမကနှောင်ဘဝအဆက်တွေမှာလဲမမေနဲ့ဖေဖေရဲ့သားသမီးလေးတွေပဲဖြစ်ပြရစေမမေရဲ့တဲ့
မေမေကျမ်းမာစွာနေပေးပါနော်တဲ့မေမေကျမ်းမာမှာမေမေဟာသားတို့သမီးတို့အတွက်ခွန်အားကြီးဖြစ်မှာပါတဲ့မေမေရဲ့တဲ့အခုအချိန်မှာတဲ့အမလက်ကိုမနာလို့ဖြစ်မိတယ်တဲ့အမဖြစ်သူကတဲ့မေမေကိုသားတို့သမီးတို့အထက်အနီးကပ်ပြုစုရတယ်လေတဲ့အမလက်ကိုလည်းမောင်နှမတွေကိုစားမေမေကိုပြုစုစောင့်ရှောက်ပေးလို့အထူးပင်ကျေးဇူးတင်ပါတယ်တဲ့ဒီစာလေးနဲ့ပြောကြားပေးရသေးနော်တဲ့နောက်ဆုံးစကားလေးမှာကျင်တာကတော့တဲ့သမီးကိုဒီလိုမျိုးသူများနိုင်ငံရောက်ဖို့အောင်ပတ်စံရှာနိုင်ရအဖက်ဖက်ကကူညီပံ့ပိုးပေးတဲ့ညီအကိုမောင်နှမနဲ့ရောင်းမာတွေကိုအထူးကျေးဇူးတင်ပါတယ်တဲ့အရန်ချစ်တယ်မမေရဲ့သားသမီးများ နင်းလေးရေးပေးတဲ့စာလေးနင်းလေးရေးပေးတာချင်းကဘူးကခရီးမလေး သင်္ကပူကသမီးလေးလောက်ပေးတာပေါ့ ဟုတ်ကဲ့ အဲ့ဒါဆိုတော့ကိုကဘာပြောချင်လဲ ကျေးဇူးတင်ပါတယ်သူကျမ်းမာပါစေချမ်းသာပါစေဆူတောင်းပေးရတယ်ပေါ့ လွမ်းနေပြီလားသမီးလေးကိုသင်္ကပူကိုသွားတာပြီး2လရှိပြီ ဒီလမှာကြေရရုံရှိသေးတယ် ဒီလမှာကြည်တာဆိုပြီး2လ 9လဝိဆက်က အော်အဲ့ဒါလောက်ပဲရှိသေးတာလားသွားတာပေါ့နှစ်မရှိသေးတာ နှစ်မရှိသေးဒီနားလည်းမှာ8လပဲရှိသေးတယ် အော်8လမှာသမီးလေးကကျွေးလဲကြည်ဒါလေးလဲလုပ်ပေးတာဆိုတော့လေ ဒါသူ့ရဲ့လှစားအထိတ်မှလေးလုပ်ပေးတာနေမှာ ပြောလား ဆူတောင်းပါတယ်ဟုတ်ကဲ့ လွမ်းနေပြီလား ဘောနာပေါ့ ကားသမီးထဲမှာဘသူ့အချစ်ဆုံး ညတာပြီးချစ်တာရွက်ကိုသူ့ပို့တယ်ကိုပို့တယ်လို့တော့မလုပ် ရှင်ထဲမှာအခုဘလူခံစားရတယ် ဝင်နေတဲ့ဝင်နေတာပါတယ် အဲ့ဒါလေဟိုတာသမီးတွေအကုန်လုံးထပ်ပြောလိုက်ပါ ဟုတ်ကဲ့သားသမီးတွေအားလုံးကျေးဇူးတင်ပါတယ်ကျမပါသည်ချမ်းသာပါစေသူကဆန္ဒတွေတလုံးကပြည့်စုံကြပါစေပိုအောင်မင်းပေါင်းတင်ကြပါစေ ဟုတ်ကဲ့ပါ